ကဲဒီနေ့ကမုံနှမျိုးလုံးမယ်တစ်ခုကတော့ loaf နောက်တစ်ခုကတော့အသေးလေးတွေပေါ့နော်ဒီ sausage ကကြက်သားနဲ့လုပ်ထားတဲ့ sausage သူ့ကို air fryer ထဲမှာ7 မိနစ်လောက်အရင် fry လုပ်လိုက်တယ်ဟို3နေကြ chicken frank လေးတွေမဟုတ်ဘူးသူကအသားနဲ့ဆိုတော့လေအဲ့လိုမျိုးလုပ်လိုက်တယ်ပြီးရင်ဒါလေးနဲ့လှီးပေးမယ်ဒီအစားတွေကိုအကုန်လုံးတမအောင်ရောမှွေလိုက်မယ် mayonnaise လို့ရင်နည်းနည်းထပ်ထည့်ပေါ့နော်ကဲပေါင်မုံကလည်းနှစ်စားပွားနေပြီเนาะဒီဘောကိုနှာလှုပ်ထားတဲ့အစာပလာတွေလာတင်ပေးမယ်ပြီး cheese လေးနည်းနည်းလေးထပ်ပြင်မယ်ဒါကို egg wash လေးနည်းနည်းလေးလိုက်တုပ်ပေးမယ်နော်ဒါကို180 degree အပူပေးထားတဲ့ oven မှာ12 မိနစ်ကနေ15မိနစ်လောက်ထိသွားဖုတ်ပေးကြမယ်နော်ကဲမုံထွက်လာပြီနော်မကြည့်ရှေ့ဒါကိုအေးခံပြီးရင်တော့စားလို့ရပြီเนาะစုစုပေါင်း18မိနစ်18မိနစ်လောက်ပုတ်လိုက်ရတယ်ပေါ့เนาะ size ကနည်းနည်းကြီးသွားတော့အဲ့လိုအချိန်နည်းနည်းကြာသွားတယ်ပေါ့ပြီးရင်ခလဲကောင်မှလည်းတစ်ခုဝင်လိုက်တော့အဲ့လိုဖြစ်သွားတယ်အဲ့တော့အခုဆက်ပြီးတော့နောက်ပေါင်မုံအကြီးတစ်ခုဖုတ်ကြမယ်เนาะကဲဒီမုံကလည်းနှစ်ဆမကပွားလာပြီပေါ့နော်ဒါကို185 degree အပူပေးထားတဲ့ oven မှာနိုင်ဝက်လောက်သွားဖုတ်ပေးမယ်နော်